အလောက်ကပြန်လာရင်ဘာချက်စားပြကြလဲကျွန်တော်ဒီနေ့ကင်ချီလုပ်ပြီးအကြိုင်မဆောက်ချင်တဲ့သူတွေအတွက်ချက်ချင်းထားလုပ်စားလို့ရမယ်တခွားသီးကင်ချီလေးလုပ်ပြသွားမှာဖြစ်ပါတယ်အရင်ဆုံးတခွားသီးလေးတွေကိုလှီးလိုက်တယ်ပေါ့နော်ပြီးရင်ရှည်ရှည်လေးလှီးပြီးတော့အောက်ဆုံးထိကိုမပြတ်သွားအောင်လှီးမယ်ပေါ့နော်ဒါမှဒီလိုလေးထွက်လာမှာဖြစ်ပါတယ်ပြီးရင်တော့စားလေးထည့်ပြီးတော့နှဲထားလိုက်မယ်ပေါ့နော်ဒီတခွားသီးမှာမုံညင်းတွေလိုမျိုးရေမစိမ်ရဘူးနော်စားပဲနှဲပြီးတော့ဒီတိုင်းလေးထားထားမှာဖြစ်ပါတယ်စားစိမ်ထားတော့မှတခြားထည့်ရမယ်မုံလာဦးနေတွေစက်သွန်မြိတ်တွေစက်သွန်ဖြူတွေကိုလှီးထားမယ်ပေါ့နော်ဒီမှာစက်သွန်ဖြူကတော့ကျွန်တော်မကြိတ်တော့ဘူးဒီလိုလေးပဲလှီးလိုက်တယ်ပေါ့နော်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်တော့အနှစ်အတွက်ကိုအရသာဆက်ပါမယ်တခြားတစ်စုံကိုရီးယားငုတ်တိမုတ်တစ်စုံကိုလာထမုတ်တစ်စုံစက်တာမှုန့်နဲ့ငန်းပြားရီတစ်စုံနှမ်းစီတစ်စုံနဲ့ခုနလှီးထားတဲ့စက်သွန်ဖြူတွေရဲ့နောက်ပြီးတော့နှမ်းလေးနဲ့ထည့်မယ်ပေါ့နော်ဒီနေရာမှာကိုရီးယားငုတ်တိမုတ်မရှိလဲကိုလာထမုတ်ပဲထည့်လို့ရပါတယ်အဲ့လိုမျိုးနဲ့တေချာလေးနှံ့သွားပြီဆိုလို့ရှိရင်တော့ခုနလှီးထားတဲ့မုံလာဦးနေရေစက်သွန်မြိတ်တွေနဲ့ရောပြီးတော့နှဲမယ်ပေါ့နော်ဒီနေ့လည်းကျွန်တော်လက်အိတ်ကသွားဝဲရတယ်ဆိုင်ရောက်တော့မှပဲလက်အိတ်နေရလို့လက်နဲ့ပဲနေလိုက်တယ်ပေါ့နော်ဆိုတော့ထပ်ပြီးတော့တောင်းပန်ပါတယ်အားလုံးကိုဆိုတော့နှံ့အောင်နေလိုက်တယ်ပေါ့နော်အနံ့လေးတော်တော်လေးမှုေးတယ်ဒီလားနှမ်းစီရောနှံ့အောင်ထည့်ထားတော့လေအရသာလည်းလုံးဝ share ပဲဆိုတော့နောက်နေ့မှစားပြမယ်ဒီနေ့တော့ဒီလောက်ပါပဲ bye